ဒီသားကိုတတ်ပြီးတော့တန်ဃာတော်တွေကိုလှူမယ်ဆိုတော့ဒကာကြီးကတားတယ်အဲ့ဒါနဲ့တန်ဃာဘလောက်တုံးဖေဟာတန်ဃာ60ဒကာကြီးတန်ဃာတွေမြင်တော့တရားတရားကြီးဖြစ်လာတာတန်ဃာပါ60စွန့်ကတ်ချင်လိုက်တာဘုရားဘူးကြွလာတဲ့တန်ဃာတော်တွေဘောဓိပင်ကြီးကိုပူဇော်ဖို့လို့ကြွတော်မူလာတဲ့တန်ဃာတော်တွေဒီတန်ဃာတော်တွေကိုစွန့်ကတ်ချင်လိုက်တာငါဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားတယ်ကြက်ပြီးတော့သူစဉ်းစားနေတယ်အခုဘဝဆင်းရဲတယ်ဆိုတာရှေ့ဘဝကဒါနနေကြလို့အခုဘဝကဒါနတွေမလုပ်ဘူးဆိုနောက်ဘဝတိတယ်ဆင်းရဲမယ်ကုသိုလ်ကောင်းမှုနေကြလို့အခုလိုဆင်းရဲနေရတာဆင်းရဲတွင်ကလည်းနဲ့လိုက်တာမပြောနဲ့လက်လှုပ်မှပါးစပ်လှုပ်တာသူတို့ကမိသားစု3ယောက်ရှိတယ်မိသားစုဘယ်နှယောက်ရှိအဲ့ဒီဆင်းရဲသားတကာရဲ့ဒကမရဲ့သားလေးရဲ့3ယောက်ရှိတယ်ဒါနဲ့အိမ်ပြန်ပြေးရောအိမ်ပြန်ပြေးပြီးတော့အိမ်ရောက်တဲ့အခါကျတော့ဇနီးတယ်လှုပ်တဲ့ပုဂ္ဂိုလ်ကိုပြောတယ်ရှင်မရေမဟာဗောဓိပင်ကြီးဖူးဖို့လို့တဲ့ခရာကိုကြွမယ်သင်္ဃာတော်အပါ60ငါလမ်းနဲ့ပတ္တလိပုတ်မြို့အဝင်မှာဆုံခဲ့တယ်ကိုတော်ဒီဆုံးငံကြွလာသင်္ဃာတော်အပါ60ကိုဆွန်းလူကျင်လိုက်တာပါ60ကြီးဆိုတော့လေမတတ်နိုင်ဘူးလေဘယ်လိုလုပ်မလဲစဉ်းစားပါဦးဇနီးတဲ့လှုပ်တဲ့ပုဂ္ဂိုလ်ကလည်းတန်ဃာတော်မဖူးတွေ့ရသေးဘူးသူယောက်ျားကပြောပြတော့အပါ60ဆိုတော့စိတ်ထဲဒီလောက်တန်ဃာများများလဲသူတို့ပါဠိပုတ်ရှိပုံမရပါဘူးတန်ဃာများများလဲဆောကခြင်းနဲ့အိမ်မကလည်းကတ်ဆရာကလည်းမရှိအဲ့ဒါဇနီးမောင်နှံနဲ့ခေါင်းကြီးရိုင်းပြီးတော့တိုင်မကြတဲ့မိမယာစဉ်းစားပါဦးဟာဘယ်လိုလုပ်ရင်ကောင်းမလို့ဟာဘယ်လိုလုပ်ရင်ကောင်းမလို့စဉ်းစားရင်နဲ့ဘုန်းကြီးတို့ပြည်တိုင်းနောက်ဆုံးကြတော့ဇနီးတဲ့လှုပ်တဲ့ပုဂ္ဂိုလ်ကအကြံထွက်လာတယ်တိုင်းတော်တလောက်တောင်လှူခြင်းနေတယ်ကျုပ်လည်းလှူခြင်းနေတယ်အဲ့တော့ဒီလိုလုပ်ကြသို့ကျုပ်တို့သားလေးကိုတတ်ကြသို့သားတတ်ပြီးတော့လှူမှာဘာတတ်ပြီးတော့လှူမှာသားဆိုတာရင်၌ပေါက်ဖွားဒီတူးဒီတော့သားလေးတယောက်ပဲရှိတယ်ဒီသားကိုတတ်ပြီးတော့တန်ဃာတော်တွေကိုလှူမယ်ဆိုတော့ဒကာကြီးကတားတယ်ဟာရှင်မမင်းပေါက်ကရတွေမလုံးနဲ့လူသားဘုန်းကြီးမစားကောင်းဘူးဘုန်းကြီးတို့ယဟန်တော်များမစားကောင်းတဲ့အသားကြီး10မျိုးရှိတယ်အသားကြီးဘယ်နှမျိုးလဲလူခွေမြင်စင်တစ်ကြားလျင်ချင်းသေးဝင်အောင်မွေရိုးရည်သားသွေးအမွေတို့ပါမ310ပြအမျိုးပဲသားလေးကိုတတ်ပြီးတော့ချက်ကမှာမဟုတ်ဘူးကျုပ်တို့သားကိုတတ်တော့သားကသေးသားသေးတော့ခလေးမသားဖြစ်ဒကမကအကြံပေးတာခလေးမသားဖြစ်တဲ့အခါကျတော့ဘေးနာကအိမ်လေးကမသားရှိတော့လာပြီးတော့ကိုငွေထဲမှာသူ့ကြံကလည်းမဆိုးဘူးရဆိုအဲ့ဒီတော့ကိုငွေထဲတော့အဲ့ဒီရတဲ့ကိုငွေနဲ့ကျုပ်တို့ဘုန်းကြီးဆောက်ကတ်တာပေါ့ဒီစံတရားတရားကဘုန်းကြီးတို့ပြည်တိုင်နှိုးတော်လာတဲ့အခါကျတော့အဲ့ဒါနဲ့အေးမင်းကြံမဆိုးဘူးသူအရွယ်ကောင်းတာပဲကွယ်သာသမီနောက်ရပါတယ်ဒီတန်ဃာဒီအပါ60ဆိုတာအခုကြွလာပြီခရာကနေဘယ်ဆက်ကြွမှမသိဘူးအဲ့ဒီတော့မင်းကြံမဆိုးဘူးကအဲ့ဒါဆိုလို့ရှိရင်ရော့ထားမင်းကအကြံပေးတယ်လို့ဆိုတော့မင်းသားဒကာကြီးကသူမသားဟေးလို့အဲ့ဒါနဲ့ဓာတ်သွားယူရောမရေးတာရင်ဓာတ်သွားယူပြီးတော့ဒကမကြီးလက်ထဲဓာတ်ထည့်ရောဓာတ်ထည့်တော့ခလေးကအောက်မှာဆော့နေတာဆော့နေတဲ့အခါကျတော့တတရေလောင်းကမင်းမေရမင်းခေါ်တယ်ဆိုတော့ခလေးကပြည့်တက်လာတာပေါ့ဘုရင်တိုင်ပြည့်တက်လာပြီးတော့ခလေးကတခါလေအမေခေါ်တယ်ဆိုတော့အမေရင်ငယ်နဲ့ဝင်ပြီးတော့ထိုင်အမေတတခေါ်တယ်ဆိုမေတတခေါ်တယ်ဆိုတော့ကိုင်ကိုသားကိုတတ်ရက်သေးလားတိတိတတာနဲ့ပြောနေတော့မေတတခေါ်တယ်ဆိုမေတတကိုမုတ်ကြီးမလို့လားတတဘာလို့မလဲမေတတကိုခေါ်တယ်ဆိုတတချင်းထားနေတော့အမေကဓာကြီးကိုင်ဘာလို့ဟောမသိတော့ဘူးဟာယတနာပဲအဲ့နဲ့ဓာကြီးအတာပြစ်ချပြီးတော့ဝိုင်းရဆင်းတော့တယ်ဆင်းသွားပြီးတော့သူ့ယောက်ျားကိုမျက်ရည်မျက်ခြေပြခဲ့တယ်ခလေးလှုပ်ပေးလိုက်မယ်တော်တတ်ပေါ့ဒီလိုလှုပ်တာဟုတ်သူဟာအဲ့နဲ့ခလေးခေါ်ပြီးတော့ဆင်းသွားပြီးတော့အောက်တဲ့အခါကျတော့တတမင်းဖေခေါ်နေတယ်သွားဆိုတော့တခါခလေးကအဖေကြီးပြေးပြန်
ဖေးတသားခေါ်တယ်ဆိုဖေးတသားခေါ်တယ်ဆိုကလေးကသွားပြီးတော့အဖေပေါင်းမှာသွားတဲ့ခိုင်အဖေကဓာကြီးခိုင်ပြီးဘာလို့ဟောမသိပြန်ဘူးဖြစ်နေရောဟာအဲ့တော့အမေရှိသွားလိုက်သားကတခါအဖေရှိသွားလိုက်အဖေကနေအမေရှိလွတ်လိုက်နေအဲ့ဒီလိုဖြစ်နေကောပရိသတ်ကြီးမင်းသားငါသားမင်းသားငါသားနဲ့လူတာကလည်းလူချင်းနေတဲ့တရားတရားကလည်းနှိုးစောနေတယ်သာတို့ယုတ်ကြီးသီတာမိသားရေကြီးချမ်းမြတ်တပေါက်ကြကမိဘတို့ဝငိစ္စတန်ဤဆိုတဲ့အတိုင်းတိတိတတာနဲ့ပြောနေတဲ့သားလေးကြည်ပြီးတော့မတတ်ရကြပြန်ဘူးတဲ့လူချင်းတဲ့တရားတရားကလည်းနောက်မဆုံးကြိုင်မဲနဲ့လုံးကြမလဲစဉ်းစားပါဦးကဲနေအောင်ခဏဆိုပြီးတော့လင်မယားနဲ့အောင်ခေါင်းကြီးရိုက်တိုင်းပြီးတော့စဉ်းစားနေတော့တခါကြီးကသူအကြံရတော့လို့ဆိုတဲ့အခါကျတော့ဟေးဓမ္မတို့ခြံနောက်ဖေးမှာတောင်မိုးကြီးတစ်ခုရှိတယ်အဲ့ဒီတောင်မိုးကြီးထဲမှာငါတနည်းအားလုံးကမြင်လိုက်တယ်မွေဟောက်ကြီးတဲ့ကောင်ဝင်လိုက်ထွက်လိုက်လုပ်နေတယ်အဲ့ဒီတော့အဲ့ဒီတောင်မိုးကြီးနားမှာကလေးကိုသွားဆော့ခိုင်းတယ်ကစားခိုင်းတယ်ကစားခိုင်းလို့ရှိရင်အဲ့ဒီမွေဟောက်ကြီးထွက်ကြိုက်ရင်ဒီကလေးသေမှာပဲသေတဲ့အခါကျတော့မှအဲ့ဒါငါတို့ကလေးမသာလုပ်ပြီးတော့ကိုငွေလက်ခံပြီးတော့တန်ဃာတွေဆော့ကဆိုပြီးတော့အဲ့ဒါတခါတဲ့ကလေးလေးကိုသူတို့ဘယ်လိုလုပ်တော့ဆိုတော့ဘေးကကလေးရေလေးမိုးလေးချိုးသားလာရေချိုးရောသားသွားဆော့သွားရေချိုးပြီးသားသွားဆိုပြီးတော့ဘောလုံးလေးတစ်လုံးပေးလိုက်တာမလေးပေးလိုက်တာဘောလုံးလေးတစ်လုံးပဲသားသွားဘောလုံးသားကမမေသားပဲနာသွားကမှလေအိမ်ရှိမှာကားတွေနဲ့လူတွေနဲ့ရှုပ်တယ်သွားနောက်ဖေးသွားဟိုးနားမှာသွားဆော့သွားတာရေအဲ့ဒီသွားဆိုသူတို့ကအကြံနဲ့လွတ်တာဘေးတာဒီကလေးကိုအကြံနဲ့လွတ်တော့ကလေးကလည်းဘယ်သိမှလဲအဲ့ဒါတခါတဲ့တောင်မိုးကြီးနာသွားဆော့ရောဆော့တော့အဲ့ဒီတောင်မိုးတွေကိုကလေးဘောလုံးပေါက်ခဏလေးသေးသေးလေးတခါတဲ့တောင်မိုးကျင်းနေလိုက်ကြပါလိမ့်ကြတော့ကလေးကသူ့ပစ္စည်းတွင်းနေကြတော့သွားနှိုက်တော့တာပေါ့သွားနှိုက်တဲ့အခါကျတော့အမေနဲ့ဖေနဲ့ကဘေးကနေကြည်နေတာနောက်ကနေဟေးကလေးတော့တွင်းနဲ့နှိုက်နေပြီကြည်အောင်ဘယ်လိုတော့ကြည်နေပေါ့လေသူတို့ကလေသွားမဆွဲဘူးဟဲ့သားသွားမလုံးနဲ့အဲမှာမွေရှိရလို့မပြောဘူးမြေးတိုက်တရားတရားကလည်းကြည်စမ်းကိုယ်တရားတရားနဲ့သူတို့တရားတရားနဲ့နှိုင်းရှင်ကြည့်ဘုန်းကြီးတို့သားသမီးရှိတဲ့ပုဂ္ဂိုလ်တွေကိုသားသမီးအဲ့ဒီလိုမွေရှိတဲ့တွင်နဲ့သွားနိုင်နေရင်နှိုက်လို့ပြောမလားဟက်ကလေးပြန်လာလို့ပြောမလားပြန်လာလို့ပြောမှာပေါ့သားအဲ့ဒီနာမသွားနဲ့လာခဲ့ဆိုအတင်းသွားဆွဲထုတ်မှာပေါ့ကောင်းကောင်းပြောလို့မရရင်ရိုက်တောင်မှဆွဲခေါ်လာအောင်မယ်နောက်ကနေဒါလေးချောင်းပြီးကြည့်သွားမဆွဲဘူးကလေးအဲ့ဒါနဲ့ကလေးကလည်းမမိတမီနဲ့လှမ်းနှိုင်းရင်ကနေပြီးတော့နောက်ဆုံးပရိသတ်ရေတခါတည်းဟာသူ့ဘောလုံးသူရအောင်နှိုက်တော့ဘယ်လိုဖြစ်သွားတော့ဆိုတဲ့အခါကျတော့မွေကလည်းအပြင်ကိုအထွက်ကလေးကလည်းလက်ကသွားနေမွေလေပင်တခါတည်းသွားညှိမရတာဖြစ်နေတော့သူ့ဘောလုံးအောင်ပြီးတော့ညှစ်ထားတာဘောလုံးကိုမိမိသားဘောလုံးတွေ့ပြီဆိုတော့သားတွေ့ရင်ဆွဲထုတ်ဟောလဲဆွဲထုတ်ဆိုတဲ့အခါကျတော့အမကသွားညှစ်ထားတာလေပင်ညှစ်ထားတာခါတဲ့ဝေးကအရှိကြီးထဲမှာဒီမွေကြီးကဘုန်းကြီးတို့ပြေးတာရိုးမွေမဟုတ်ဘူးဒီမွေကြီးကတောင်ပေါ်မှာစောင့်နေတာလေဘဲနဲ့မှာဗရမ ्या ယရဏငုံနာတာအိဆာတရားဗရမ ्या တဲ့ဗရမ ्या ယရဏကြီးငုံနာတာဒီမွေကြီးကတာမမွေမဟုတ်ဘူးဒီကနေ့ကိစ္စကလည်းပြောရင်ဗါလဲတိုက်မွေတို့ဘာလို့ဖြစ်မှာပေါ့ဗျာဥစ္စာကောင်းရင်လည်းဖြစ်မှာပေါ့ဒီတောင်မိုးကြီးထဲမှာသူနေတာကြာပြီအဲ့ဒါနဲ့လေဘဲကိုအတင်းဆုပ်ပြီးတော့ခလေးကအတင်းဆောက်ဆွဲတော့မွေကြီးကမခံနိုင်တော့လေဘဲအစ်တဲ့ခါကျတော့အဲ့ဒါနဲ့ဒီမှာဗရမ ्या နဲ့ကလည်းလေဘဲနဲ့ကထောက်နေတော့တခါနဲ့ဘာမှပြောနေပါးစားဟာပြီးတော့ဒီလေဘဲနဲ့ဗရမ ्या နဲ့တင့်နေကလေးကဆိုတော့နာနေတာဟုတ်အဲ့ဒါဗရမ ्या ကိုအန်ထုတ်ပေးလိုက်တော့ရော့သွားတော့ကလေးကအပြင်ကိုထွက်လာတာသူ့ဘလုံးအောင်မလို့သွားပြေးကောက်တာမရတာမဟုတ်ဘူးဗျအိဆာတရားဗရမ ्या ယရဏဖြစ်နေအဲ့ဒီတော့မှတခါတဲ့အမေနဲ့အဖေခြုံတဲ့ကနေအတင်းပြေးထွက်လာပြီးတော့ခလေးပွေးဗရမ ्या ကောက်ပြီးတော့ဘုန်းကြီးတို့ပြေးတဲ့အတင်းတခါတဲ့အိမ်မော်တက်ပြေးအိမ်မော်တက်ပြီးတော့အိမ်မော်မှာတခါတဲ့ရေမိုးဆေးပြီးတော့တို့တခါတဲ့ဒီဗရမ ्या တခြားကြည့်တော့ဗရမ ्या ကထူးဆန်းနေတမျိုးပဲဒီဗရမ ्या ကဒီမွေးကဒါဒီတိုင်းဆိုလို့ရှိဥစ္စာကောင်းမွေဖြစ်နေမယ်ထင်တယ်အဲ့ဒါနဲ့အနိနာပတ်ဝန်းကျင်ကလူကြီးတွေဘာတွေခေါ်ပြတာပေါ့ခေါ်ပြတော့ဒီလိုပဲဗရမ ्या တစ်လုံးရတယ်ဆိုတော့ဟာမင်းတို့ဒီဗရမ ्या ကတာမန်ဗရမ ्या မဟုတ်ဘူးဒါအိဆာတရားဗရမ ्या ပဲအဲ့တော့မင်းတို့လိုချင်တာတောင်းအဲ့ဒီဗရမ ्या ရဲ့တန်တန်ဟာရှစ်မြောက်တန်တန်ရှိတဲ့လိုတရအိဆာဗရမ ्या အိဆာတရားဗရမ ्या တဲ့အဲ့ဒါကိုဘုန်းကြီးတို့ဘေးတိုင်းဘေးကနားလေတဲ့လူကြီးတွေကပြောတဲ့အခါကျတော့မှအဲ့ဒါဗရမ ्या ယရဏလေးဆေးကြောပြီးတော့အဲ့ဒါအမြင့်လေးမှတင်းပြီးတော့တို့လိုချင်
ချင်တာတောင်းတာများမတောင်းပါဘူးနော်များမတောင်းပါဘူးမနေ့ပြင်ကသင်္ဃာ60အပဆွန့်ကပ်မို့လို့အဲ့ဒါသင်္ဃာ60အပဆွန့်ကပ်ဖို့လို့လုံလောက်အောင်ပေးပါလို့ပရမယရဏကိုတောင်းတဲ့အခါကျတော့ဘုန်းကြီးတို့ပိဋကကြီးအဲ့ဒီပရမယရဏကနေပြီးတော့ဆွန့်ကပ်ဖို့လို့အလိုလိုနေရင်းနဲ့ငွေတွေထွက်လာပြီအဲ့ဒီငွေနဲ့ဈေးတွေသွားပြေးဝယ်ပြီးတော့တန်ခါအပါ60သားချက်ပြုတ်နောက်တနေ့မနေ့အာယုန်တက်ချိန်မှာအဲ့ဒီတန်ခါတော်တွေကိုဆွန့်ကပ်လိုက်ရတယ်အဲ့ဒါဘုန်းကြီးတို့ဒီပတ္တလိပုတ်နေပြီးတော့မှသူဆင်းရဲလင်မယား2ယောက်နောက်တော့ချမ်းသာသွားတယ်ဆိုပေမဲ့လို့အဲ့ဒီအိဋ္ဌာတရားပရမညာကြီးကနေပြီးတော့ပဲသူတို့လူကျင်တာလေးတွေလူကျင်တဲ့အတိုင်းအတာလေးတွေကိုပဲတောင်းပြီးတော့သူတို့တတ်နိုင်တယ်များအဲ့ဒီမှာလှူသူတို့လည်းစားဘုရားမြတ်စွာသာနာတော်တန်ဃာတွေကြွလာလဲလှူလို့တန်းလို့ပေးလို့ကမ်းလို့နောက်ဆုံးဘုရားတဲ့เจ้าစွာကုသိုလ်ကောင်းမှုတွေဆက်ပြီးတော့အဲ့ဒီမိသားစု3ယောက်ဟာဘုန်းကြီးတို့ဘုရင်တိုင်းအသက်ထက်ဆုံးကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့သေးတဲ့အမေနဲ့အဖေနဲ့သေးတော့သားလက်ထဲအဲ့ဒီဗဒမြယရဏအဲ့ဒီသားသေးသွားပြီးဒီနောက်မှာအဲ့ဒီသားသေးတဲ့နေ့မှာပဲအဲ့ဒီဗဒမြယရဏဟာလည်းပဲအလိုလိုနေပျောက်သွားတယ်တဲ့ကံကသူတို့မိသားစု3ဦးအတွက်ပဲဒီဗရမယရဏကပါတယ်ကျန်တဲ့လူတွေဒီဗရမယရဏနဲ့သူတို့နဲ့မထိုက်တန်ဘူးဒါကြောင့်မို့လို့အဲ့ဒီသားလေးတည်တဲ့နေ့မှာပဲအဲ့ဒီဗရမယရဏကပျောက်သွားတယ်သူတို့သားမိသားဖ3ယောက်အလုံးတို့သည်ကွယ်လွန်နေစာရောက်သွားပြီးဒီနောက်မှာဒုတိယနန်းပြည်မှာနတ်သားသွားဖြစ်ကြတယ်။ဘာသွားဖြစ်ကြတယ်တဲ့။နတ်သားသွားဖြစ်ကြတယ်တဲ့ဘုန်းကြီးတို့ပြည်သားကြီးအဲ့ဒါကိုယ်စေတနာကိုယ်အကျိုးပြန်ပေးတာပဲဟုတ်တယ်မဟုတ်လား